အားလုံးပဲမင်္ဂလာပါရှင် Sherry ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနှစ်လဲ Sherry ကိုယ်တိုင်6နှစ်ကျော်အတွေ့အကြုံရှိတဲ့ကစားနည်းနဲ့ပတ်သက်ပြီးတော့ဒိုင်းတွေကိုအနိုင်ယူတဲ့နည်းတွေကိုလာမျှဝေပေးရှင်လို့ပါ။ဒီနှစ်တော့အရင်နည်းနဲပေမဲ့ကစားလို့ရတယ်ဆိုတာကိုလာပြောပြပေးမှာပါရှင်။တချို့ကတော့အရင်နည်းနဲရင်ဖဲကိန်းကစားလို့မရဘူးလို့ထင်ကြလိမ့်မယ်ရှင်။တကယ်တမ်းကျတော့မဟုတ်ပါဘူးနော်။အရေးကြီးဆုံးကတော့အိတ်ကက်ထဲကပတ်စံမဟုတ်ပဲကိုယ့်ရဲ့စိတ်ခံစားချက်ပေါ်လေးမူတည်ပါသေးရဲ့ရှင်။ဘာပဲလှုပ်စိတ်မပါရင်တော့အလုံးမဖြစ်ဘူးဆိုတာလူတိုင်းသိကြပါတယ်နော်။ဂိမ်းလည်းဒီလိုပါပဲရှင်။စိတ်အရှင်နေမကောင်းတဲ့ရှင်။ဒါမှမဟုတ်အရင်ရက်ကရှုံးခဲ့တာများပြီးတော့မှဒီရက်မှာပြန်ယူမယ်ဆိုတဲ့စိတ်တွေရှိခဲ့ရင်တော့အိတ်ကက်ထဲမှာအရင်ဘယ်လောက်များမလောက်ပါဘူးရှင်။အဲ့ဒါကြောင့်ဒီနေ့ Sherry လာကစားပြသွားမယ်ရှင်။ဒီနေ့တော့ Sherry အရင်လုံလောက်အောင်ပါလာပါတယ်နော်။အရင်ဒီတောင်းကနန်းကနေစားမဲ့သူတွေအတွက်ဆိုရင်တော့အရင်ဦးဆုံးလုံးရမယ့်အချက်ကအသက်နိုင်ဆုံးစိတ်ကိုပို့ပပအနေနဲ့ကစားရပါမယ်။ဖြစ်တယ်လို့ကစားခိုင်းတာမဟုတ်ပါဘူးနော်။အရန်စိတ်ချုပ်မခံမနဲ့ကစားဖို့ပြောရှင်တာပါရှင်။ပြီးတော့ကစားတဲ့ချိန်မှာလည်းလောင်းကြီးကိုအများကြီးတင်စရာမလိုပါဘူးနော်။တောင်းကနန်းမဟုတ်ပေမဲ့ရာကနန်းဒါမှမဟုတ်ထောင်ကနန်းလဲစားလို့ရပါတယ်နော်။အဓိကကတော့ကိုစီစင်တက်ဖို့နဲ့ဖဲပုံစံဖဲခန်းတွေကိုရွေးတက်ဖို့ပဲလိုပါတယ်ရှင်။ဖဲရဲ့အရှင်နေနဲ့ဖဲရဲ့ပုံစံကိုလည်းမကြာခဏစကောမှာကြည့်ဖို့လိုပါတယ်နော်။ဘာလို့လဲဆိုရင်တော့တခါတလေဖဲကအစပိုင်းမှာကောင်းပြီးတော့မှနောက်ပိုင်းမှာပြန်စားတက်လို့ပါရှင်အစပိုင်းမှာတော့အမျက်လုံးရမယ့်အခန်းမဟုတ်ပေမဲ့တင်ယူရမယ့်အခိုက်အတန့်တွေလည်းဖြစ်နေတက်လို့ပါရှင်ကိုမတေရှာသေးတဲ့အရှင်မျိုးမှာဆိုရင်လည်းအဲ့ဒီအလက်ကိုကြော်သွားလို့ရပါတယ်နော်ဒါမှမဟုတ်လေလောင်းကြီးလေးရှော့ပြီးတော့မှလောင်းကြီးလို့ရပါတယ်ရှင်ကဲ Sherry ထိုးထားတဲ့ဖဲကိုကြည့်ရအောင်နော်အပြာ3ပေါက်အနီ5ပေါက်အပြာဖက်ကိုဆက်ဆွဲပါတယ်ရှင်ဟုတ်ပြီဒီတစ်ခေါက်ကတော့အနီ9ပေါက်နဲ့နိုင်သွားပါတယ်နော်ပြီးတော့ Sherry ထပ်ပြောပြပေးအောင်မယ်နော်အတော်များများကတော့ဖဲရှုံးတဲ့ချိန်မှာဆိုရင်ပြန်လို့ရှင်တဲ့စိတ်တွေကအရင်များပြီးတော့မှအမားတွေလည်းလုံးမိတက်ကြပါတယ်ရှင်ဘယ်လိုအမားတွေလဲဆိုရင်တော့ရှုံးလေလောင်းကြီးတွေကိုပို့ပြီးတော့မှ2ဆလောက်တိုးပြီးလောင်းတက်ကြပါတယ်ဒီလိုကစားရှင်ကမြန်ကုန်စီတဲ့နီးလို့ပြောလဲမမားပါဘူးရှင်ဒီတစ်ခေါက်ကတော့ Sherry အနီနဲ့ထိုင်ကင်းကိုထိုးထားပါတယ်နော်အနီဖက်ကို1000ထိုးထားပါတယ်ရှင်Sherry နဲ့တူဖဲဖွင့်တာကိုကြည့်ရအောင်ရှင်။ကောင်းမွန်တဲ့ကစားနည်းတွေကတော့ရှုံးရင်လည်းနောက်ဆုတ်ဖို့တည်တတ်ရမယ်။ပြီးရင်အနိုင်ရတဲ့ချိန်ဆိုရင်လည်းရက်တင်ဖို့တည်ရမယ်။ပွဲတိုင်းအလဲတိုင်းနိုင်ဖို့ဆိုတာတော့မဖြစ်နိုင်ပါဘူးရှင်။ဘယ်လောက်ပဲကြွမ်းရှုံးတဲ့ချိန်ဆိုတာလည်းရှိလာတတ်ပါတယ်နော်။ Sherry ထိုးထားတဲ့ဖဲကိုတစ်ချက်ပြန်သွားကြည့်ရအောင်ရှင်။အနည်း9ပေါက်နဲ့နိုင်ပါတယ်နော်။ဒီတလဲမှာ Sherry ကတော့အရှိဖက်ကနှလုံးလိုမျိုးပုံစံနဲ့ကစားကြည့်မယ်ရှင်။အဲ့ဒါကြောင့်အပြာဖက်ကိုထိုးမယ်နော်ပြီးတော့ခုနဲ့ထိုင်ကင်းကိုလည်းခဏလောက်ရက်ထားလိုက်ဦးမယ်ရှင် Sherry နဲ့တူစောင့်ကြည့်ပေးပါအောင်နော်ဖဲလေးစားဖွင့်နေပါပြီအပြာ3ပေါက်အနီအပေါက်မရှိအပြာဖက်ကိုဆက်ဆွဲပါတယ်6ပေါက်အနီလဲဆွဲပါတယ်အနီကတော့2ပေါက်ဟုတ်ပြီဒီတစ်ခေါက်လဲ Sherry ကတော့ထပ်နိုင်ပါတယ်ရှင်ဒီလိုနဲ့ပဲ Sherry ဖြည်းဖြည်းချင်းစက်ကစားသွားအောင်မယ်နော်နှလုံးပုံစံနဲ့ကစားသွားမှာမို့လို့ဒီတစ်ခေါက်လဲအပြာဖက်ကိုပဲ1000ဖိုးပြန်လောင်းထားပါတယ်ရှင်ဒီတစ်ခေါက်တော့ခုနဲ့ထိုင်ကင်းကိုလည်းထိုးမယ်နော်ကိုအစင်ပြေတလောက်ထိုးလို့ရပါတယ်ရှင်Sherry ကတော့900ဖိုးထိုးထားပါတယ်နော်ခုနဲ့ထိုင်ကင်းကလည်းကစားရတာကောင်းပါတယ်ရှင်တကယ်လို့ထိုင်းကင်းကြရင်ကိုယ့်ရဲ့အရင်းနှီးကိုလည်းပြန်ရတယ်လို့ထိုင်းကင်းမှာလည်းအမြတ်ထက်ရပါတယ်ရှင်အပြာ6ပေါက်အနီ1ပေါက်ဟုတ်ပြီဒီတစ်ခေါက်လဲ Sherry ကတော့အမြတ်ထက်ရပါတယ်ရှင်အခုကြည့်နေတဲ့သူကဖဲကစားတော့မယ်ဆိုရင်အရင်ဦးဆုံးဖဲရဲ့အရှိခံတွေကိုအရင်လေ့လာပါဘယ်လိုအရှိခံကနေစပြီးလေ့လာရမလဲသိရှင်ရင်တော့ Sherry ရဲ့ YouTube account ထဲမှာဝင်ရောက်လေ့လာနိုင်ပါတယ်ရှင်လောင်းကြီးတင်တာကလည်းငွေပမာဏအလိုက်လုပ်ဖို့မလိုပါဘူးရှင်တချို့သူတွေကအမျက်နည်းနည်းတိုးလာပြီးဆိုတာနဲ့ရှက်ရှင်းလောင်းကြီးကိုတင်လိုက်တာမျိုးလည်းရှိပါတယ်နောက်ဆုံးတော့ဖဲပြောင်းသွားရင်အစားပဲခံရမှာပါရှင်အဲ့ဒါကြောင့်တေချာလေးဆုံးဖြတ်ပြီးတော့မှတတိလေးနဲ့ကစားဖို့ပြောရှင်ပါတယ်ရှင်ဒါပေမဲ့ကိုတေချာတဲ့အလဲမှာဆိုရင်လေ Sherry အခုကစားပြထားသလိုမျိုး
ကြေးလေးနည်းနည်းရှင်းစီနဲ့တင်သွားလို့ရပါတယ်နော်ဟုတ်ပြီဒီတစ်ခေါက်လဲ Sherry ကတော့6ပေါင်းနဲ့ထပ်နိုင်ပါတယ်ရှင်တကယ်လို့ကိုကပုံမှန်တွေထက်လောင်းကြေးတင်ပြီးလောင်းလိုက်တဲ့ချိန်မှာဆိုရင်နိုင်သွားခဲ့ရင်တော့အမျက်ကတိတိတသားတိုးလာမယ်ဆိုတာသိချပါတယ်အဲ့လိုအချိန်မှာဆိုရင်လည်းတတိထားရမယ့်အချက်ပါပဲရှင်ဘာလို့လဲဆိုရင်တော့လောဘကဖြည်းဖြည်းချင်းစီဝင်လာလိမ့်မယ်နော်ဘယ်လိုလောဘတွေလဲဆိုရင်တော့ဟာဒီနေ့တော့ငါကန်ကောင်းတယ်ငါလက်ကီးရှိတယ်ဆိုပြီးတော့မှရတဲ့လောက်နဲ့မတော်သိမဲ့စက်ကစားတတ်ပါတယ်တကယ်လို့ရခဲ့မယ်ဆိုရင်တော့ဝမ်းသာပါတယ်ရှင်တကယ်လို့ဂိမ်းကပြန်စားသွားရင်တော့ရှေ့ဘက်ကရထားတဲ့အမျက်ငွေတွေကအလကားဖြစ်သွားတတ်ပါတယ်နော်အမျက်ရလေပို့ပြီးငြိမ်ရလေပါပဲရှင်ပြီးတော့ဂိမ်းကစားနေတဲ့ချိန်မှာလဲဒေါသဖြစ်လာရင်ဒါမှမဟုတ်လဲကိုယ့်ရဲ့စိတ်ကိုမထိန်ချုံနိုင်တော့ရင်လဲအနားယူသင်းဖို့အကြံပေးရှင်ပါတယ်ခဏလောက်နားလိုက်တာကလည်းကိုယ့်ရဲ့အရင်းအနှီးကိုတေချာလေးပြန်သိမ်းနိုင်ပြီးတော့မှဂိမ်းထဲမှာလည်းကြနေနိုင်ဖို့ပါပဲရှင်ဒီတစ်ခေါက်လဲ Sherry ကတော့အပြာဖက်ကိုပဲဆက်ဆွဲဦးမယ်နော်ပြီးတော့ထိုင်းကင်းကိုလည်း900လောက်ထိုးထားလိုက်မယ်ရှင်ပြီးတော့ခုနက Sherry ပြောလိုက်တဲ့အရာတွေကဆရာလုပ်တယ်လို့တော့မထင်လိုက်ပါနဲ့နော် Sherry ပြောလိုက်တဲ့အရာတွေကတကယ်ကိုယ်တိုင်ကြုံတွေ့ခဲ့ဘူးလို့လာပြီးမျှဝေပေးတာပါရှင်အကိုတို့လည်းဖဲကစားတဲ့ချိန်မှာဆိုရင် Sherry ကြုံခဲ့ဘူးတလူမျိုးမကြုံစေရှင်လို့လာပြီးမျှဝေပေးရတာပါရှင်ကဲ Sherry ထိုးထားတဲ့ဖဲကိုပြန်တော့ကြည့်မယ်နော်အပြာကတော့6ပေါက်နဲ့ထပ်နိုင်ပါတယ်ရှင်အခုဆိုရင်တော့ Sherry ရဲ့အမျက်ကတော့3သိန်းနီးပါးလောက်ကတ်နေပါပြီရှင်ပြီးတော့နောက်ဆုံးအနေနဲ့ Sherry ပြောရှင်တာကဖဲကစားတဲ့ချိန်မှာဘယ်သူကပိုကန်ကောင်းလဲဆိုတာထက်ဘယ်သူကကိုယ်စိတ်ကိုကိုထင်းရှုံနိုင်လဲဆိုတာနဲ့ပဲသက်ဆိုင်ပါတယ်နော်ဒီနေ့ကတော့ Sherry လည်းအမျက်ကောင်းကောင်းရနေပြီဆိုတော့ဒီလောက်နဲ့ပဲရက်လိုက်တော့မယ်ရှင်နောက်မှထပ်တွေ့ကြမယ်နော်အားလုံးပဲနှစ်တစ်မှာကန်ကောင်းရှင်းတွေနဲ့ကိုစိတ်ကျမ်းမာကြပါစေလို့ Sherry ဆုတောင်းပေးလိုက်ပါတယ်ရှင်